ရွာလေးတရွာတွေ့တယ်သုံးညာကာမံလူသူကင်းစိတ်တော်လူသူမရှိတဲ့ကာမံရွာလေးတရွာကိုပတ္တိယမြင်တွေ့ရ၏ရွာလေးတရွာတော့တွေ့ပြီငါဒီရွာထဲဝင်ပြီးတော့ပုတ်ဝရင်တော့ကိုက်မှာပဲဆိုပြီးတော့ရွာတရွာအဲ့ဒီရွာလေးထဲဝင်ပြီးတော့ခုနကထွက်ပြေးတဲ့ကောင်ကကြည့်ဘယ်အိမ်မှလူမရှိဘူးတဲ့နော်အိမ်တိမ်ဝင်လိုက်ပတ္တိယသုံးညာကာမံသုံးညာကရံရွာကလည်းလူမရှိအိမ်နဲ့လူမရှိစားစရာတောက်စရာလေးများရှိမလားဆိုပြီးတော့မင်းအဲ့လိုလုပ်မနေနဲ့ခုဒီရွာတဲ့ကိုဓမြ6ယောက်ဝင်လာတယ်မင်းလည်းတွေ့ရင်တတ်လိုက်မယ်မင်းပြေးတာပြေးပြီးတော့ကွာလို့ဆိုတော့ဓမြ6ယောက်ရန်တိုးလာအဲ့တော့မူကြီးလေးကောင်ကလည်းသူ့နောက်လိုက်လူသားသမား9ယောက်ကလည်းသူ့နောက်လိုက်သူ့လျိုကလည်းလိုက်ခုတခါဘယ်သူကလိုက်ပြန်မလို့ဓမြ6ယောက်ကတခါလိုက်ပြန်တယ်ပြေးပြီသူလည်းပဲကြောက်လွန်းလို့ပေါ့ပြေးလိုက်တော့ဘာတွေ့တော့ဆိုတော့ပင်လေပြင်းကြီးတွားတွေ့တယ်ဘာတွေ့တယ်တော့ပင်လေပြင်းကြီးတွေ့ဟာပင်လေကြီးဟေဒီဘက်ကန်းနေရင်တော့သူနောက်ကလိုက်လာတဲ့ရန်သူတွေနဲ့သေမှာပဲရန်သူတွေအသက်ခံရမယ်ဟိုဘက်ကန်းကိုရောက်အောင်ကူးနိုင်ရင်တော့လွတ်မယ်သူကဒီလိုသဘောပေါက်သွားတယ်အဲ့တော့ဟိုဘက်ကန်းရောက်အောင်ဘယ်နဲ့လုပ်ရပါမလဲဟိုဘက်ကန်းရောက်အောင်သူဘယ်လိုကြံရမလဲဆိုတော့အနာနာရှိတဲ့တစ်တုံးလေးတွေဝါးလေးတွေကိုဖောင်လေးလုပ်ပြီးတော့အဲ့ဒီဖောင်ပေါ်တက်ပြီးတော့လက်တင်ချီတွေနဲ့တက်ဒီနဲ့လှော်ခတ်သွားရင်တော့ဟိုဘက်ရောက်တော့ကဲကျွန်းလေးတွေကြောပြီးတော့ငါဟိုဘက်ကန်းကူးမယ်ဒါမှငါနောက်ကလိုက်လာတဲ့ရန်သူတွေဘေးမှာလွတ်မယ်လို့သူကစိတ်ကူးနေတာသိကြရှည်မကူးနိုင်ဘူးနောက်ကရန်သူတွေကလိုက်လာမှီးသွားမှာဆိုလို့အဲ့တော့အနာရှိတဲ့တစ်တုံးဝါတစ်ခက်ဒီကိုစုပြီးတော့ဖောင်လေးဖွဲလိုက်တယ်။ဘာလေးဖွဲလိုက်တော့ဖောင်ခွဲလိုက်တယ်အဲ့ဒီဖောင်လေးပေါ်သူတက်ပြီးတော့ကူးတယ်ကူးတာနေပြီးတော့တပြေးပြေးနောက်ကရန်သူတွေကလိုက်လာဆိုဟာကြာရှည်လုံးမဖြစ်ဘူးဆိုပြီးတော့ကူးခတ်လိုက်တာဟိုဘက်ကန်းရောက်သွားဟိုဘက်ကန်းရောက်တော့မှကုန်းပေါ်တက်လိုက်တော့မလီခုမှဒုက္ခအေးတော့တယ်တဲ့နော်အဲ့ဒါမြတ်စွာဘုရားကဥပမာကောမြာယံဘိခဝေအထတဝိညာပနာယဘိခဝေသန္တရာပိလာမီယေကိုမျှော်တွေးရှုညောင်းဩတုတော်ကောင်းတို့အထတဝိညာပနာယအနက်ဒိဗ္ဗေကိုသိစေခြင်းအကျိုးငှာဥပမာနိုင်ခိုင်ပွဲဥပမာကိုမယားငါဖျားသခင်ဒီကတာပြုအပ်၏